ပို့ဆောင်ရေးဝန်ထမ်းလေးဟာထူးဆန်းတဲ့မျက်နှာဖုံးတစ်ခုကိုမတော်တဆတွေ့ရှိခဲ့ပါတယ်။သူအဲ့ဒီမျက်နှာဖုံးကိုတက်လိုက်တဲ့ခဏမှာပဲတခြားသူတစ်ယောက်အဖြစ်ချက်ချင်းပြောင်းလဲသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲစနစ်တစ်ခုကသူ့ကိုသတိပေးလိုက်တာကဒီမျက်နှာဖုံးဟာသူမြင်ဘူးသမျှဘသူအဖြစ်မဆိုအသွင်ပြောင်းလဲပေးနိုင်နေဆိုတာပါပဲ။ဒါကိုကြားလိုက်ရတဲ့အခါသူလက်စားချေဖို့အချိန်တန်ပြီဆိုတာသိလိုက်ပါတယ်။လွန်ခဲ့တဲ့မိနစ်ပိုင်းလေးကတင်သူဟာကောင်လေးတစ်ယောက်ရဲ့မျက်နှာဖုံးကိုမတော်တဆတိုက်မိခဲ့လို့အဲ့ဒီကလေးရဲ့အဖေကရော်ကြေးဒေါ်လာ1000ပေးဖို့ဒါမှမဟုတ်အရိုက်ခံမလားဆိုပြီးချိန်ချောက်ခဲ့ပါတယ်။သူတို့ရဲ့တန်ဖိုးကြီးအဝတ်စားတွေကိုကြည့်ပြီးပို့ဆောင်ရေးသမားလေးဟာသူတို့နဲ့မရှင်နိုင်တာကြောင့်ရှိသမျှပတ်စံကုန်ပေးလိုက်ရပါတယ်။ပတ်စံတွေကိုယူပြီးနောက်မှာတော့သူတို့ကလူစင်းရဲလို့လှောင်ပြောင်ပြီးမျက်နှာဖုံးကိုမြေကြီးပေါ်ပစ်ချကာထွက်သွားကြပါတယ်။သူဟာဒီမျက်နှာဖုံးကဘာမို့လို့ဒီလောက်တန်ဖိုးကြီးနေရတာလဲဆိုပြီးတိကျင်စိမ့်နဲ့ကင်ကြည့်လိုက်တဲ့အခါအားပြင်းတဲ့စွမ်းရည်တစ်ခုကသူ့ကိုမျက်နှာဖုံးစီဆွဲခေါ်သွားပါတယ်။သူတတိပြန်ဝင်လာချိန်မှာတော့သူဟာကောင်လေးရဲ့အဖေဖြစ်ပြောင်းလဲနေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့မျက်နှာဖုံးကိုချွတ်လိုက်တာနဲ့သူ့ရုပ်သူပြန်ဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲသူဘယ်လိုလက်စားချေရမလဲဆိုတာကောင်းကောင်းကြီးနားလည်သွားခဲ့ပါပြီ။တစ်ဖက်မှာတော့အဲ့ဒီလင်မယားဟာဒေါ်လာ3တန်နဲ့မျက်နှာဖုံးကိုဒေါ်လာ300နဲ့လိန်ရောင်းလိုက်ရလို့ရေမောနေကြပါတယ်။အဲ့ဒီအချိန်မှာပဲခင်ပွန်းဖြစ်သူစီဖုန်းဝင်လာပြီးရုံးကိုခဏသွားရမယ်လို့ပြောတာကြောင့်ဇနီးဖြစ်သူကအိမ်ကိုအရင်ပြန်နစ်ပါတယ်။သူတို့နှစ်ယောက်လူခွဲလိုက်တာနဲ့ပို့ဆောင်ရေးသမားလေးဟာအရေးထဲကနေထွက်လာပါတယ်။သူတို့ပြောတာတွေကိုကြားပြီးသူအရန်ဒေါသထွက်သွားကမျက်နှာဖုံးကိုချက်ချင်းတက်ပြီးခင်ပွန်းဖြစ်သူအဖြစ်အသွင်ပြောင်းလိုက်ပါတယ်။ဇနီးဖြစ်သူရေချိုးဖို့ပြင်နေတော့အိမ်ရှိပဲဒီတန်ကြားလိုက်ရပါတယ်။ပို့ဆောင်ရေးသမားလေးဟာအပြုံးနဲ့အိမ်ထဲဝင်လာပြီးတထေးကအချိန်ပိုဆင်းဖို့မလိုတော့ဘူးလို့ပြောလိုက်တယ်ဆိုပြီးအိတ်ခမ်းထဲတန်းဝင်သွားပါတယ်။သူဟာအခန်းထဲမှာအနှံ့ရှာဖွေပြီးအန်ဆွဲထဲကရွှေထည်တချို့ကိုတွေ့သွားပါတယ်။သူကလောဘကြီးသူမဟုတ်ပါဘူး။သူအလိန်ခံလိုက်ရတဲ့ပတ်စံပမာဏလောက်ပဲယူချင်ခဲ့တာပါ။ဒါပေမဲ့သူပြန်ထွက်ခါနီးမှာပဲဇနီးဖြစ်သူကအခန်းထဲဝင်လာပြီးကတင်ပေါ်လှဲဖို့ပြင်ပါတယ်။သူမတုံ့ပြန်နိုင်ခင်မှာပဲအမျိုးသမီးကသူ့ကိုကတင်ပေါ်တွန်းချလိုက်ပါတယ်။သူဟာချက်ချင်းပဲသူမကိုတွန်းဖယ်လိုက်ပြီးရေချိုးဖို့လိုသေးတယ်လို့လိန်ပြောကအဲ့ဒီနေရာကနေထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။သူအိမ်ပြန်ရောက်တဲ့အခါအိမ်လာကနှစ်ဆတိုးမယ်လို့ပြောနေတဲ့စိတ်တူစရာကောင်းတဲ့အိမ်ရှင်နဲ့တိုးပါတယ်။ဒါပေမဲ့သူစိတ်မဆိုးတဲ့အပြင်ရင်ထဲမှာစိတ်လှုပ်ရှားမှုတောင်ဖြစ်သွားပါသေးတယ်။ဘာလို့လဲဆိုတော့သူ့ကိုနှိမ်ခဲ့တဲ့သူတွေကိုလက်စားချေရတာဟာအပြစ်ရှိတယ်လို့မခံစားရလို့ပါပဲ။မကြခင်မှာပဲသူဟာအိမ်ရှင်ရဲ့ဗီဒီယိုထဲမှာလုံခြုံရေးတစ်တာ safe တစ်ခုကိုတွေ့သွားပါတယ်။ music ဘယ်လိုဖွင့်ရမလဲစဉ်းစားနေတော့မှပဲမျက်နှာစကန်ဖတ်ပြီးဖွင့်မှာဆိုတဲ့စနစ်ပေါ်လာပါတယ်။သူဟာအဲ့ဒီထဲကဒေါ်လာ2000ကိုမြင်ပြီးအယမ်းပျော်သွားပေမဲ့အဲ့ဒီပျော်ရွှင်မှုကကြမခံလိုက်ပါဘူး။တကားခောက်တန်ကြားလိုက်ရပြီးအကျွေးရှင်တွေရောက်လာပါတယ်။လူမိုက်ကောင်းဆောင်ကဒီနေ့အကျွေးမဆက်ရင်တင်ငန်းစာပေးမယ်လို့ချင်းချောက်ပြီးတခြားသူတွေစီအကျွေးသွားတောင်းဖို့ထွက်သွားပါတယ်။သူတပည့်တယောက်ကိုတော့စောင့်ကြည့်ဖို့ထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူကအကြံတစ်ခုရသွားပါတယ်။သူကပတ်စံသွားချေးအောင်မယ်လို့ပြောပြီးအခန်းပြင်ထွက်ကမျက်နှာဖုံးကိုတက်ပြီးလူမိုက်ကိုင်းချုပ်ကြီးအဖြစ်အသွင်ပြောင်းလိုက်ပါတယ်။တပည့်ဖြစ်သူဟာသူ့ဆရာပြန်ရောက်လာတာကိုမြင်ပြီးအံ့ဩသွားပါတယ်။အသွင်ပြောင်းထားတဲ့သူကဒီနေရာကိုထားခဲ့ပြီးနောက်တစ်ယောက်စီသွားမယ်လို့ခေါ်သွားပါတယ်။မမျှော်လင့်ပဲအဲ့ဒီတပည့်ခေါ်သွားတဲ့နေရာကအင်ရှင်ရဲ့အခန်းဖြစ်နေပါတယ်။အဲ့ဒီတော့မှအင်ရှင်ဟာအကျွေးဒေါ်လာ1 သန်းလောက်တင်နေတယ်ဆိုတာသူသိလိုက်ရပါတော့တယ်။အင်ရှင်ဟာသူတို့ကိုမြင်တာနဲ့ကြောက်လန့်တုန်လှုပ်သွားပါတော့တယ်